ပတ်ဝန်းကျင်ကိုရှုမြင်၍မိမိဘဝကိုပြုပြင်ခြင်းစဉ်းစားဆင်ခြင်တတ်တဲ့ပုဂ္ဂိုလ်တွေတတိထားတတ်တဲ့ပုဂ္ဂိုလ်တွေမိမိရဲ့ပတ်ဝန်းကျင်မှာရှုမြင်စရာတွေကြည့်ရှုပြီးတဲ့အခါမှာကိုယ့်ဘဝကိုဘယ်လိုပြုပြင်ကြရတယ်ဆိုတော့သိရှိနားလည်ကြမြတ်စွာဘုရားကိုယ်တိုင်ကလည်းပဲသွန်သင်ပြသဆုံးမဩဝါဒပေးတဲ့အထက်မှာပတ်ဝန်းကျင်ကိုရှုမြင်တတ်ဖို့ဆိုတာဆုံးမထားတာရှိတယ်အနာမတကတန်ရုံမှာဆိုရင်ဆုံးမထားတဲ့စကားလေးတစ်ခုကပါတော့လောကမှာအလွန်ရုပ်ဆိုးအကြီးတန်းပြီးတော့ယွန်စရာကောင်းလာတဲ့တရားတူကိုမြင်နေဆိုလို့ရှိရင်အစမထင်တန်တရားမှာငါလည်းဒီဘဝမျိုးရောက်ခဲ့လာပြီလို့စဉ်းစားလိုက်ပါလို့သူပြောတာနော်ဒီလိုဒုက္ခမျိုးငါလည်းခံစားခဲ့ရတယ်လို့လောကမှာအခြေအနေဘလောက်ဆိုးတဲ့ပုဂ္ဂိုလ်ပဲတွေ့ဒီလိုအခြေအနေဆိုးတဲ့ပုဂ္ဂိုလ်တွေကိုငါတို့လည်းပဲဒီလိုအဖြစ်ဆိုးမျိုးနဲ့ကြုံခဲ့ရပြီလို့စိတ်ထဲမှာနှလုံးသွင်းလိုက်ပါလို့ဒါပတ်ဝန်းကျင်ကိုရှုတတ်မြင်တတ်ဖို့သင်ကြားခြင်းပဲဖြစ်တယ်ပေါ့ဖះလောင်းဖြစ်လာတော့လေကြည့်လေပတ်ဝန်းကျင်ကိုရှုတတ်မြင်တတ်တယ်ဖះလောင်းဟာဘဝမှာသူကိုယ်တိုင်ရှုမြင်တတ်လာပုံလေးကိုကြည့်သူကိုသူသေးသူနာယဟန်လို့ဆိုတဲ့နမိတ်ကြီးလေးပါဗုဒ္ဓဝင်မှာကြည့်မယ်ဆိုရင်ဘုရားလောင်းတော်ဟာဥယျာဉ်ထွက်တဲ့အခါသူ့အိုးကိုမြင်လိုက်တော့ထိုသူ့အိုးမျိုးကိုတမန်အဖိုးကြီးတယောက်အဖွားကြီးတယောက်မြင်တယ်လို့စိတ်ထဲမှာမရှိပဲနဲ့ငါလည်းပဲဒီနေ့ကိုအိုရအောင်မှာပဲဆိုတဲ့အတွေ့ဟာသူကောင်းထဲမှာရှိသွားအဲ့ဒါအလွန်တန်မိုးရှိတဲ့အတွေ့တစ်ခုလူတိုင်းဟာဒီအတွေ့တွေးပြီးသလားဆိုမတွေးမိဘူးနော်တမန်ပဲမြင်တဲ့သဘောလောက်ပဲမှတ်တာလူနာတွေးလို့ရှိရင်လည်းပဲငါလည်းဒီနေ့နာရအောင်မှာပဲနာခြင်းသဘောကိုမလွန်မြောက်နိုင်သေးဘူးလို့စဉ်းစားလိုက်ပါဘုရားလောင်းကအဲ့ဒါလို့စဉ်းစားတယ်လူတွေနဲ့တွေ့တဲ့အခါကျတော့လေငါလည်းပဲဒီနေ့သိရအောင်မှာပဲသိခြင်းတရားကိုငါလည်းမလွန်မြောက်သေးဘူးလို့ဒီလိုစဉ်းစားမိတယ်ပေါ့ယဟန်နဲ့တွေ့တဲ့အခါကျတော့ဒီလိုဘဝမျိုးဟာငြိမ်းချမ်းပြီးတော့မြင့်မြတ်တဲ့အကျင့်ရှိတယ်ဆိုတဲ့အတွေ့နဲ့သူကိုယ်တိုင်ဒီဘဝကိုခံယူဖို့စိတ်ဝင်စားခဲ့မှုဖြစ်လာပြီဒါပတ်ဝန်းကျင်ကိုမြင်တတ်တာကိုပြောတာနော်တခါမြတ်စွာဘုရားဒေဝတုတ္တသုတ်တံမှာဟောထားခဲ့တာလေဒီပုံစံပဲအလုံးကိုရှုမြင်တတ်ဖို့လူတယောက်ကံကောင်းအကြောင်းမလားလို့အကုသိုလ်တွေအကြောင်းငရဲဘက်ကိုရောက်သွားတယ်သို့တော့ငရဲရဲ့တကားဝမှာယမမင်းကြီးဆိုတာလေးဘက်လေးတံမှာယမမင်းလေးဦးကတကားဝကစောင့်နေသူတို့စောင့်တာတရားဝါတွေပေါ်မှာကျင်နာတနာလို့ဗောလန်တီယာလာလောက်တာသူကယမမင်းဆိုတာအဆိုးမဟုတ်ဘူးငရဲမကြစေတဲ့မကြထိုက်တဲ့ပုဂ္ဂိုလ်တွေမကြရအောင်သူကကူညီဖို့လာပြီးတော့ကူညီတာအဲ့တော့သူကူညီနိုင်တာဘာတော့ဆိုလို့ရှိရင်ကုသိုလ်ကောင်းမှုတွေကိုဖော်ထုတ်ပေးမယ်ဖော်ထုတ်ပေးခြင်းအပြင်သူကိုယ်တိုင်ကဝမ်းသာမယ်ဝမ်းသာသွားလို့ရှိရင်သူငရဲလွတ်သွားနိုင်တယ်ဆိုတဲ့ဒီလိုအနေအထားမျိုးနဲ့ယမမင်းကလာဆောင်အဲ့တော့လောကလူတွေကတော့ထင်နေကြတယ်ယမမင်းကငရဲကိုဆွဲချတဲ့လူလို့ဒီလိုထင်တယ်မဟုတ်ဘူးငရဲကြသွားမယ်ဆိုတဲ့ပုံကိုယ်တွေကိုငရဲကြီးမားလိုက်တဲ့ငရဲဘုံကြီးရဲ့တကားဝမှာသူကယုံထိုင်တဲ့အနေနဲ့စောင့်ကြိုနေတာသာဖြစ်တယ်ပေါ့သူဟာဝေမာတိကပြိတ္တာမျိုးပဲဖြစ်တယ်ဘုံမိမ္မာနဲ့နေထိုင်ရတဲ့ဝေမာတိကပြိတ္တာမျိုးအဲ့တော့ဝေမာတိကပြိတ္တာဆိုတာဗိမာန်ရှိပြီးတော့ချမ်းသာတဲ့အခါချမ်းသာတယ်ဆင်းရဲတဲ့အခါဆင်းရဲတယ်လူတွေလိုပဲသူလည်းပဲဘဝတစ်ခုရဲ့အတွေ့အကြုံတွေကိုခံစားရအဲ့ဒီမှာလူတယောက်ဟာငရဲတဲ့ကိုတန်းကြမသွားပဲအပြစ်မကြီးတဲ့ပုဂ္ဂိုလ်တွေကြတော့ငရဲရဲ့ပတ်ဝန်းကျင်နားမှာယ
ရောက်လာတတ်တယ်အပြစ်ကြီးတဲ့ပုဂ္ဂိုလ်ကတော့ချက်ချင်းငရဲတဲ့ရောက်သွားတယ်ငရဲဘုံထဲမှာသွားဖြစ်လိုက်တာသူကြတော့ရှင်မမင်းရဲ့အကူအညီမရနိုင်ဘူးချက်ချင်းငရဲကိုရောက်သွားတယ်အေးငရဲပတ်ဝန်းကျင်ရောက်လာပြီးငရဲသားတွေကနှိပ်စက်မယ်ဆိုတဲ့ပုဂ္ဂိုလ်ကြတော့အနှိပ်စက်မခံရအောင်သူကအကူအညီပေးတာငရဲဘုံနာသွားရောင်းလဲလဲလို့ရင်တော့ဆွဲထည့်ခံမှာပေါ့နော်လူပြေမှာတောင်မှပဲရောင်းလဲလဲသွားမလို့ရမယ့်နေရာတွေရှိတယ်လေအဲ့တော့ရောင်းလဲလဲသွားလို့ရင်တော့ဖမ်းခံမှာပေါ့အဲ့တော့ငရဲမှလည်းပဲအဲ့ဒါလိုပဲငရဲရောက်ဖို့ရငရဲဘုံနာလေးမှာရောင်းလဲလဲဖြစ်နေတဲ့လူတွေကိုရှင်မမင်းကြီးကခေါ်ပြီးတော့မေးတယ်ခေါ်ပြီးတော့မေးတော့မင်းလူပြေမှာတော့ငါတဲ့ဒေဝဒုတဆိုတဲ့နတ်တမန်3ဦးပေါ်ပေါက်နေတာကိုတွေ့ခဲ့ရလားတဲ့သူကနားမလဲဘူးမတွေ့ခဲ့မိဘူးတဲ့အေးမင်းငါမေးတာသဘောမပေါက်ဘူးတဲ့နတ်တမန်ဆိုတာတခြားမဟုတ်ဘူးတဲ့နတ်တွေကပြောတဲ့စကားဟာသေချာပေါက်ဖြစ်တာလို့မင်းလူပြေမှာအိုမင်းနေတဲ့အဖိုးအဖွားတွေကိုမတွေ့ခဲ့ဘူးလားဆိုတွေ့ခဲ့ပါတယ်အေးအဲ့ဒီတွေ့တော့ကငါလည်းပဲအိုရအောင်မှာပဲအိုချင်းတရားကမလွန်မြောက်နိုင်သေးဘူးလို့မင်းတခါမှမစင်စားမိဘူးလားလို့ဆိုမေ့နေတယ်တဲ့မစင်စားခဲ့မိဘူးဒါသူ့အဖြစ်ပုံလေးအဲ့တော့ယမမင်းကြီးကဟင်းချပြီးတော့မလုပ်တော့အေးလေးတဲ့မင်းမေးတော့မင်းမဟုတ်တာတွေမင်းလုပ်တော့မင်းဟာမင်းထိုင်နေမင်းကံမယ်မင်းမေကဒီလွတ်တာလည်းမဟုတ်ဘူးအဖေကလွတ်တာလည်းမဟုတ်ဘူးဆွေတွေမျိုးတွေကလွတ်တာလည်းမဟုတ်ဘူးဘယ်သူမှလှုပ်တာမဟုတ်ဘူးမင်းလှုပ်တဲ့ကံပဲမင်းပဲခံရမှာငါတခုမေးမယ်လူနာကိုရောမတွေ့ခဲ့ဘူးလားဆိုတွေ့ခဲ့ပါတယ်အဲ့ဒီတော့ကရောမင်းမစင်စားဘူးလားတဲ့မင်းမှာအသိဉာဏ်ရှိတဲ့အရွယ်ရောက်လာတဲ့အချိန်မှာငါလည်းနာရအောင်မှာပဲနာခြင်းတရားကိုငါလည်းမလွန်သေးဘူးလို့မလွန်မြောက်နိုင်သေးဘူးဆိုတဲ့အတွေးလေးမင်းမတွေးခဲ့မိဘူးလားဆိုမေ့နေတယ်တဲ့မတွေးခဲ့မိဘူးတဲ့ငါလည်းကုသိုလ်ကောင်းမှုလုပ်အောင်မှဆိုစိတ်ကလေးမဖြစ်ခဲ့ဘူးလားမဖြစ်ခဲ့ဘူးအဲ့ဒီမှာလည်းယမမင်းကြီးကစုတ်တတ်တယ်အေးမင်းထိုင်နေမင်းကံမင်းကဲနောက်တစ်ခုငါမေးမယ်တဲ့မင်းလူသေးတော့တွေ့ဘူးတယ်မဟုတ်လားဆိုတွေ့ဘူးတယ်လူသေးတွေတွေ့ဘူးတယ်အဲ့တွေ့တော့ကအော်ငါလည်းတနေ့သေအောင်မှာပဲဟောသေခြင်းတရားကိုငါမလွန်မြောက်နိုင်သေးဘူးငါကောင်းတာတွေလုံးဝဖြစ်မယ်ဆိုတဲ့အတွေးမျိုးမင်းမတွေးခဲ့ဘူးလားမတွေးခဲ့မိဘူးတဲ့မေ့နေတယ်ပြောသလိုပဲနေခဲ့တယ်အေးအဲ့ဒါလို့ဆိုလဲမင်းတိုင်နဲ့မင်းကံမယ်ငါလည်းဘာမှမတတ်နိုင်ဘူးဆိုပြီးယမမင်းကြီးကငြိမ့်နေလိုက်တယ်ငြိမ့်နေလိုက်တဲ့အခါကျတော့ငရဲဆောင်တွေကဆွဲခေါ်ပြီးငရဲပို့ပလိုက်တာပေါ့ဒါပါပဲနော်အဲ့ဒါလို့ယမမင်းကြီးကအကယ်၍များသူကဒီလူကသူ့ကိုလည်းအမျှဝေခဲ့တယ်ကုသိုလ်ကောင်းမှုလုပ်တာတွေသူမေ့နေလို့ဆိုလို့ရှိရင်ယမမင်းကြီးကနေပါဦးမင်းကပြောမယ်မင်းဘယ်တော့မှဘာလုပ်ခဲ့တာလဲကြောင်းဆောက်ခဲ့တယ်သို့မဟုတ်ဆုံးလောင်းခဲ့တယ်လှူခဲ့တယ်တန်းခဲ့တယ်မင်းပြန်တွေးစမ်းဒါတွေကိုပြန်တွေးလိုက်စမ်းဆိုတွေးလိုက်တော့ဟုတ်သားပဲဆိုအတိတ်ကိုပြန်တတိယလာအဲ့ဒီတတိယတဲ့အခါမှာသူလွတ်သွားကုသိုလ်ကောင်းမှုတတိဖော်ပေးလိုက်အဲ့ဒီကုသိုလ်စိတ်နဲ့ပဲပြန်လွတ်သွားအဲ့ဒါလို့ယမမင်းကြီးကငရဲဘုံကိုရောင်းလဲလဲရောက်လာတဲ့တရားတွေအတွက်ကုညီစောင့်ရှောက်ဖို့ဆိုပြီးတော့ယမမင်းကြီးကငရဲဘုံကတကားဝမှာထိုင်ဆောင်ခဲ့တာဖြစ်တယ်ပေါ့နော်အဲ့ဒီမှာလည်းပဲပြောချင်တာပတ်ဝန်းကျင်ကိုရှုတတ်မြင်တတ်ဖို့လိုအပ်တယ်လို့သူတို့ဆိုလိုတယ်ပေါ့တော့ကိုလူတိုင်းမှာနေ့စဉ်ပတ်ဝန်းကျင်နဲ့မြင်တွေ့ထိတွေ့နေကြတာဖြစ်တော့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့အရာတွေကိုရှုမြင်သုံးသပ်ကြည့်တတ်ဖို့လိုအပ်တယ်ပေါ့အဲ့ဒါလို့မကြည့်ပဲနဲ့နော်ဒီအိုတဲ့လူတွေ့လဲသူကသူအိုတာငါနဲ့မဆိုင်ဘူးနာတဲ့လူတွေ့လဲသူကသူနာတာငါနဲ့မဆိုင်သေတဲ့လူတွေ့လဲငါတော့မသိဘူးသူကသူသေတာပဲဆိုပြီးတော့ငါလဲဒီလိုအဖြစ်ဆိုးမျိုးတွေနဲ့ကြုံနိုင်တယ်ကြုံရအောင်မှာပဲမေ့နေလို့တော့မဖြစ်ဘူးကုသိုလ်ကောင်းမှုတွေလုံးဝပဲဆိုတဲ့အတွေးလေးတွေးတတ်ဖို့ဒါကိုပြောတာနော်ပတ်ဝန်းကျင်ကိုရှုမြင်ပြီးတော့ပတ်ဝန်းကျင်ကိုရှုမြင်ရမယ်ဆိုတတိထားရမယ်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုတတိထားရမယ်တတိထားပြီးတော့အသိဉာဏ်နဲ့ဆင်ခြင်ရမယ်
ရှုမြင်ခြင်းဆင်ញင်ခြင်းဒီနှစ်ခုဟာပတ်ဝန်းကျင်ကိုရှုမြင်ပြီးတော့ဆင်ញင်ပြီးတဲ့အခါမှာကိုယ်ဘဝကိုပြင်မာလို့ဆိုလိုတယ်ပေါ့နော်အဲ့ဒါလို့ကိုယ့်ဘဝကိုရှုမြင်ဆင်ញင်ပြီးတော့ပြုပြင်သွားတဲ့ပုဂ္ဂိုလ်တွေဟာသူတော်သူကောင်းတွေဖြစ်ပြီးတော့တန်တရားဝုတ်ကလွတ်သွားကြတာအဲ့ဒါလို့မဟုတ်ဘဲနဲ့အမတ်တမဲ့နေတဲ့ပုဂ္ဂိုလ်တွေဟာတန်တရားရင်ကြောမှမျောမျောပြီးတော့သွားကြတယ်ဒီအကြောင်းလေးကို950ဇတ်ထဲမှာ480မြောက်ဖြစ်တဲ့ကုံဘကာရဇတ်အဲ့ဒီဇတ်ထဲမှာပါတဲ့အကြောင်းအရာလေးတွေကိုမှတ်သားနာယူပြီးတော့ပတ်ဝန်းကျင်ကိုရှုမြင်တတ်ဖို့လေ့ကျင့်ထားအနာမရေကတန်ရုံမှာမြတ်စွာဘုရားဟောတယ်လို့ပဲအချိန်လေးဆိုးတဲ့ပုဂ္ဂိုလ်တွေမြင်ငါလည်းခံခဲ့ရဘူးတယ်တန်တရားမှာငါလည်းကြုံခဲ့ဘူးတယ်ဟောကောင်းတာမြင်မြင်ဆိုးတာမြင်မြင်ငါလည်းကြုံခဲ့ရဘူးတယ်ဒါတွေကတန်တရားဒုက္ခတွေပဲလို့ဆိုတဲ့အတွေးလေးတွေတွေးပြီးတော့ငါတော့ကောင်းအောင်လုပ်မှာပဲဆိုတဲ့ကောင်းတဲ့အခြေအနေမအိုခင်မနာခင်မသေးခင်ငါကောင်းတာတွေလုပ်ရမယ်လို့ဆိုတဲ့ကောင်းရာတုပြီးတော့ကောင်းမှုတွေကိုပြုနိုင်မှုအတွက်ဆင်ញင်စဉ်းစားရမယ်ပြုပြင်တယ်ဆိုတာကိုယ့်ဘဝကိုနေ့စဉ်ဆင်ញင်သုံးသပ်ပြီးတော့မြတ်စွာဘုရားဟောတဲ့ဒေသနာတော်လို့နော်ကထံဘူတတ္တမေရတ္တိဓိဝါဝိတိဝတ္တံတိငါမှနေတွေညတွေရက်တွေနှစ်တွေလတွေကုန်းလာခဲ့တာဘာတွေနဲ့ငါကုန်းနေတာလဲတနေ့တာအချိန်တစ်ခုကုန်းဆုံးသွားတာငါမှဘာနဲ့ကုန်းဆုံးတာလဲတန်ဖိုးမရှိတဲ့အရာတွေလောက်ကင်ပြီးတော့ကုန်းဆုံးတာလားကုသိုလ်စိတ်နဲ့ကုန်းဆုံးတာလားသို့မဟုတ်အကုသိုလ်စိတ်တွေနဲ့ကုန်းဆုံးသွားတာလားတနေ့ပြီးတနေ့ငါဟာအသက်ကြီးလာပြီကြီးလာတဲ့အခါမှာဒီတန်တရားကဒီတန်တရားရဲ့ဒုက္ခတွေဆိုတာအမတမကြီးတယ်ဒါကြောင့်မို့လို့ငါကောင်းတာတွေလုပ်ဖို့လိုအပ်တယ်လို့ကိုယ့်ကိုတတိထားပြီးတော့ဆင်ញင်သုံးသပ်တတ်ဖို့လိုအပ်တယ်ဆင်ញင်သုံးသပ်ပြီးတော့ကိုယ့်ကိုပြင်ရမယ်မကောင်းသေးရင်ကောင်းအောင်ပြင်မယ်နော်ကုသိုလ်ဘက်ကအားနေနေသေးရင်ကုသိုလ်တွေများများလုပ်ဖို့ပြင်ရမယ်အဲ့ဒါလို့ကိုယ့်ကိုဘဝကိုပြုပြင်ရမယ်ဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမတရားပဲဖြစ်တယ်ပေါ့မြတ်စွာဘုရားပတ်ဝန်းကျင်ကိုရှုမြင်ပြီးတော့ကိုယ့်ဘဝကိုပြင်မာလို့ဆိုလိုတယ်ပေါ့အဲ့တော့408ဇတ်မြောက်ဖြစ်တဲ့ကုမ္မကာရဇတ်မှာမြတ်စွာဘုရားကယဟန်တော်တွေနဲ့ပတ်သက်ပြီးတော့ဟောကြားတာတာဝတိမြို့မှာစေတုံအကြောင်းဆိုတာအလုံးသိကြတဲ့အတိုင်းအဲ့ဒီစေတုံအကြောင်းမှာလည်းပဲအနာရဝိန်တထေးကြီးကရွှေရင်းကားတွေအပြည့်ခင်းပြီးတော့ဒီမြေကြီးကိုဝယ်ရတာ18ကလေးကုန်ကြတယ်မြေဘိုးတယ်မဲ့18ကလေးကုန်ကြရွှေရင်းကားတွေကိုအစွမ်းချင်းထိအောင်ထိပြီးရွှေရင်းကားခင်းထားတဲ့တံပိုးနဲ့ဝယ်ရတာ18ကလေးကုန်တယ်အဲ့ဒီမြေကိုပဲတခါတရံကြတော့ကောတိတန်ထာရလို့ဒီလိုသုံးတယ်စာထဲမှာဒါစေတော်ကျောင်းထဲမှာကောတိတန်ထာရဒီနာရဝိန်တထေးကြီးကျောင်းဆောင်မယ်ဆိုတော့စေတမင်းသားစီကအမြဲတမ်းတန်မိုးချီချီပေးပြီးတော့ဝယ်ရတယ်အဲ့တော့တစ်ပင်နေဆိုလို့ရှိရင်လည်းပဲဒီတစ်ပင်နေရာတွေကိုတနေရာမှာကွက်ပြီးတော့တစ်ပင်ကိုအတိုင်းတာလုပ်ပြီးအဲ့ဒီဟာခင်းရသို့တော့နောက်ပိုင်းကြတဲ့အခါစေတမင်းသားကတစ်ပင်တွေကိုလည်းသူကလှူလိုက်တယ်စေတော်အကြောင်းရဲ့မုတ်ဦးမြေခွက်ကိုလည်းပဲသူကလှူလိုက်တယ်အဲ့ဒီတစ်ပင်နေရာတွေကိုတော့တစ်ပင်တွေကစေတမင်းသားကပဲကုသိုလ်ပါဝင်လိုက်တယ်ပေါ့အဲ့တစ်ပင်မရှိတဲ့နေရာမှာခင်းပြီးတော့18ကလေးကုန်ကြတဲ့ထင်းကားငွေတွေနဲ့မြေကြီးကိုဝယ်တယ်ကျောင်းဆောက်တော့လဲ18ကလေးနဲ့ဆောက်တယ်ကျောင်းရည်စဲချတော့လဲ18ကလေးနဲ့ဒီလိုဆောက်အဲ့တော့မြတ်စွာဘုရားဟာစေတုံကျောင်းတော်မှာဟော25ဝါစေတုံတာဝတိမြို့မှာနေတာ25ဝါပေါ့နော်အဲ့ဒါလို့25ဝါနေတဲ့တာဝတိမြို့စေတုံကျောင်းမှာနေရင်မြတ်စွာဘုရားအလုတ်အမတန်မှအလုတ်တယ်တပိတာဝကတွေကိုထိမ့်သိမ်းဆော့ရှော့တဲ့နေရာမှာမျက်ခြေဖြတ်မခံဘူးဒီတိုင်းမျက်စိနဲ့တောက်ထောက်ကြည့်နေတာတော့မဟုတ်ဘူးဘ
ဘာတွေလုပ်နေကြသလဲအခြေအနေကောင်းရဲ့လားဆိုတာနေ့အခါမှာ3ချိန်ကြည့်တယ်ညမှာဆိုရင်3ချိန်ကြည့်တယ်မိမိရဲ့တပည့်တာဝကတွေကိုအခြေအနေကောင်းမကောင်းနော်ဟောကြားထားတဲ့ဆုံးမတဲ့အတိုင်းလိုက်နာမှုရှိမရှိမြတ်စွာဘုရားအဲ့လိုကြည့်ပြီးရှိတယ်တရက်တော့အမျိုးသား900ဟာသာသနာ့ဘောင်ဝင်လာကြတယ်လူငယ်လူရွယ်တွေဝင်လာကြပြီးတော့မြတ်စွာဘုရားနဲ့အတူစေတော်အကြောင်းမှာနေရင်ကနေညသကောင်ရံကြတော့လူငယ်လူရွယ်တွေဖြစ်ပြီးတော့ကာမဝိတက်လို့ဆိုတဲ့ကာမဂုဏ်အာယုန်စိတ်တွေပေါ်ပြီးတော့ကြံတွေးကြကာမဂုဏ်အတွေးတွေတွေးနေကြမြတ်စွာဘုရားကအေးဒီကိုယ်တော်တွေဘာတွေများတွေးနေကြပါလိမ့်လို့ကြည့်လိုက်တဲ့အခါကျတော့လူထွက်ဖို့တွေစဉ်းစားနေတာလည်းဖြစ်ကောင်းဖြစ်မှာနော်လူဘဝကိုပြန်ဖို့စဉ်းစားနေကြတာတွေတွေ့တော့မြတ်စွာဘုရားကအဲ့ဒီကိုယ်တော်တွေရှင်အနန္ဒာကိုခေါ်ခိုင်းပြီးတော့ဆုံးမဩဝါဒချက်ချင်းပေးတယ်အဲ့ချက်ချင်းပေးတဲ့ထဲမှာဘာပြောတော့ဆိုဘာဟောတော့ဆိုနဘိခွေအန္တောပဝတ္တခိရိတနံဝတေဝတ္တိတောကိုရင်ထဲမှာဖြစ်လာတဲ့ခိရိတာရဲ့နောက်ကိုမလိုက်နဲ့တဲ့နော်မလောဘဖြစ်ရင်လောဘနောက်မလိုက်နဲ့ဒေါသဖြစ်ရင်လည်းထိအဲ့တော့ကိလေသာတွေရဲ့နောက်ကိုမလိုက်နဲ့တဲ့ကိုရင်ထဲမှာဖြစ်လာတဲ့ကိလေသာဖြစ်တဲ့အတိုင်းသူအကောင်ထဲမဖော်နဲ့လို့ပြောသူ့ကိုလက်ခံမထားနဲ့ကိလေသောဟိဝဋ္ဌမာနောပစ္ဆမိတ်တော်ဝိယမဟာဝိနတံပါပိတိရှင်တွဲကကိလေသာဖြစ်လာလို့ရှိရင်ရန်သူနဲ့သွားတူတယ်ရန်သူဟာကိုယ့်ကိုဖျက်ဆီးတတ်တယ်လို့ပဲဒုက္ခပေးတတ်တယ်လို့ပဲဒီကိလေသာကလည်းပဲကိုယ့်ရဲ့ထဲမှာအဖြစ်ခံလို့ရှိရင်ကိုယ်ဒုက္ခပေးလိမ့်မယ်ဒါတွေကိုဆက်မတွေးကြနဲ့လို့ပြောတွေးလိုက်လို့ရှိရင်ရှင်ထဲကကိလေသာတွေမနိုင်မဲနဲ့နောက်ဆုံးမှာသူဟာကိလေသာတွေကိုရှုံးပေးသွားချရတတ်တယ်ပေါ့နော်အဲ့ဒါမျိုးမဖြစ်စေနဲ့လို့မြတ်စွာဘုရားဆုံးမဩဝါဒပေးပြီးရှေးတုန်းကတကယ်သူတော်ကောင်းတွေဟာတဲ့ပတ်ဝန်းကျင်ကိုရှုမြင်ပြီးတော့တတိထားတယ်ပတ်ဝန်းကျင်ကိုတတိထားတယ်ရှုမြင်တယ်ဆင်ញင်သုံးသပ်ပြီးတော့ကိုယ့်ဘဝကိုကောင်းအောင်လုပ်သွားကြတာတဲ့စံနမူနာအဖြစ်မှတ်ယူတဲ့နဲ့ဆိုပြီးတော့ကုမ္မကရဇကိုဟောတာနော်ဒီဇာလန်းလေးကိုဟောတာအဲ့တော့မြတ်စွာဘုရားရဲ့အလောင်းတော်ဟာဒီဗာရဏသီပြည်ပြမတမင်းအုပ်စိုးတဲ့အချိန်မှာဗာရဏသီမြို့ရဲ့မြို့တကားနားမှာရွာတရွာရှိတယ်အဲ့ဒီရွာမှာအိုးလုပ်ငန်းနဲ့သမွေးတယ်မိသားစုအတူနေကြတယ်သားတစ်ယောက်သမီးတစ်ယောက်ထွန်းကားတယ်သူတို့မိသားစု4ယောက်အိုးလုပ်ငန်းလုပ်ပြီးတော့အသက်မွေးကြတယ်ချမ်းသာတာမဟုတ်တော့လည်းပဲညံ့ညတာတာစားနိုင်ကြတယ်ပေါ့အဲ့ဒီလိုအိုးလုပ်ငန်းနဲ့လုပ်ပြီးတော့အသက်မွေးဝမ်းကြောင်းပြုတ်နေတဲ့အချိန်မှာတနေ့ကျတော့ကောင်းကင်ယံကနေကြွရောက်ပြီးဘုရင်ရဲ့ဥယျာဉ်ထဲမှာဆင်းသက်ပြီးနတ်နဲ့ပိုင်းအချိန်မှာသူတော်စင်ပုဂ္ဂိုလ်4ဦးသူတော်စင်ပုဂ္ဂိုလ်4ဦးဟာသူ့အိမ်တကားဝါဘက်ကိုကြွလာတယ်ရှေးတုန်းကတော့ဒါဒီအခုမြန်မာနိုင်ငံမှာဆွမ်းခံတယ်ဆိုတဲ့ဘုရားဘာသာဝင်တွေရိုးရာကိစ္စဖြစ်နေတယ်ဆွမ်းခံကြတယ်ဆွမ်းခံတာမထူးဆန်းတော့တချို့နိုင်ငံတွေမှာဆိုဆွမ်းခံတဲ့အလေးပျောက်သွားပြီဆိုပါစို့သီရိလင်္ကာနိုင်ငံမှာဆိုရင်တောပိုင်းလောက်ပဲရှိတယ်မြို့မှာဆွမ်းခံတဲ့အကျင့်မရှိတော့ပျောက်သွားပြီထိုင်းမှာဆွမ်းခံတဲ့အလေးကျင့်ရှိတယ်ကမ္ဘောဒီးယားတို့လာအိုတို့လည်းရှိပုံရတယ်တခြားနိုင်ငံတွေမှာဆွမ်းခံတာမရှိတော့ဆွမ်းခံတဲ့အလေးကျင့်ပျောက်ကွယ်သွားပြီအိန္ဒိယနိုင်ငံမှာတစ်ချိန်တုန်းကသူတော်စင်သူတော်မြတ်တွေဟာတဲ့အိမ်တစုံလှဲ့လှယ်ပြီးတော့တပိတ်ကလေးပိုက်ပြီးတော့လှဲ့လှယ်သွားလာတာတရားတရားပေါက်တဲ့ပုဂ္ဂိုလ်တွေကလှူတဲ့ကျွေးမွေးတာလေးနဲ့ကျင့်납ပြီးတော့ကိုယ့်ဘဝကိုပြုပြင်ပြီးတော့နေထိုင်လေးရှိကြတာဟုတ်အဲ့ဒီမှာလည်းပဲသူတော်စင်ပုဂ္ဂိုလ်4ဦးဟာအိန္ဒိယသိက္ခာရှိရှိနဲ့ဒီသူတို့ရဲ့မျက်နှာတွေကလည်းကြည်လင်လို့သူတို့ရဲ့အသားရည်တွေကလည်းတန်ရှင်းစင်ကြယ်ပြီးတော့
တကယ်ကိုစိတ်ချမ်းသာတာပုံပန်းတရံနဲ့သူ့အိမ်တကားဝကိုရောက်လာဘုရားလောင်းကဘဝကိုကပေးခြင်းကမ်းခြင်းနဲ့တရားတရားရှိတော့အဲ့ဒီသူတော်စင်တွေလည်းမြင်ရောအိမ်မောကြွဖို့ပင့်တယ်ဆွန်းလူမဲ့ပေါ့အိမ်မောကြွပြီးတော့နေရာထိုင်ခင်းပေးထားပြီးပိစိကဗုဒ္ဓတို့နောက်ပိုင်းကျတော့အဲ့ဒီပုဂ္ဂိုလ်တွေကတာမန်ပုဂ္ဂိုလ်တွေမဟုတ်ဘဲနဲ့တကယ်ကိုဟိမန္တာဘက်ကကြွလာတဲ့ပိစိကဗုဒ္ဓတွေဖြစ်သူတို့ဟာလူဘဝတုန်းကလည်းပဲတိုင်းပြည်အုပ်ချုပ်တဲ့မင်းဆိုးရာဇာတွေဖြစ်ခဲ့ကြတယ်သို့တော်အခုသူတို့ဟာပိစိကဗုဒ္ဓသူတော်စင်သူတော်မြတ်တွေအနေနဲ့ရောက်လာတော့ဖះလောင်းနဲ့ဆုံတွေ့တဲ့အခါမှာသူအိုးလုပ်တဲ့လုပ်ငန်းအိုးလုပ်ယုံကြီးမှာပိစိကဗုဒ္ဓတွေအတွက်နေရာပေးပြီးတော့ဆွမ်းကောင်းလှုပ်ကြွေးတယ်ဆွမ်းကောင်းလှုပ်ကြွေးရင်ကနေပြီးတော့အလှရည်ဆက်နော်လက်နဲ့မကွာဆိုတာလို့ပိစိကဗုဒ္ဓတွေဟောပြောမဲ့တရားဓမ္မကိုနာရင်ထောင်ရင်နဲ့ပိစိကဗုဒ္ဓတွေနဲ့စကားတမြည်ပြောတယ်ပေါ့အဲ့တော့ပိစိကဗုဒ္ဓလို့တော့မသိဘူးတာမန်သူတော်စင်တွေပဲထိုခေတ်ကတော့ဒီလိုပဲသူတော်စင်သူတော်မြတ်တွေဟာဆုံးခံလှဲ့ကြတာရိုးနေတဲ့အနေအထားမျိုးရှိတယ်ပေါ့အဲ့တော့ဒီသူတော်စင်လေးမြတ်ကိုတွေ့တဲ့အခါကျတော့စကားပြောရင်သူကမေးတယ်အရှင်ဘုရားတို့ကြည်ရတာအသားအရည်တွေကလည်းစင်ကြယ်ကြတယ်အိန္ဒိယတွေကလည်းကောင်းလိုက်ကြတယ်သိက္ခာသမာဓိလည်းရှိတယ်အဲ့တော့အရှင်ဘုရားတို့အခုလိုဆုံးခံလက်လဲပြီးတော့ဒီလိုစားတာဒီဘဝယဟန်ဘဝကိုအရှင်ဘုရားတို့တက်လှမ်းလာတာဘာကြောင့်လဲအသက်အရွယ်လည်းအလွန်မကြီးကြသေးဘူးရှင်ဘုရားတို့ခုခေတ်လိုပြောရင်ဘာဖြစ်လို့ဘုန်းကြီးဝတ်လာကြတာလဲဆိုမေခွန်းမေးတာပဲနော်ဘာဖြစ်လို့ဘာကြောင့်ဘုန်းကြီးဝတ်လာကြလဲဒီဘဝမျိုးကိုဘယ်ဘဝကနေပြီးတော့ကူးပြောင်းလာကြတာလဲလို့ပိစိကဗုဒ္ဓတွေအရှင်မြတ်တွေကိုမေးတဲ့အခါတော့ပထမဆုံးအကြီးဆုံးပိစိကဗုဒ္ဓအရှင်မြတ်ပေါ့သူတော်စင်သူတော်မြတ်ကပြောတယ်သူကစပြီးတော့ဖြေတယ်အဲ့တော့သူပြောတဲ့ပုံသဏ္ဍာန်လေးကိုကြည့်အောင်အမ္ဘာဟမတ္တံဝနမန္တရတမေနီလောဘတံဖလိတံတံဝိရုံလံတမတ္တတဖလဟေတုဝိပကံတန်ဒိဋ္ဌဝဘိက္ခစရိယံစရာမိဘိက္ခစရိယံစရာမိဆိုတာအခုလို့ဆွမ်းငံလိတိတဲ့ဘဝကိုသူရောက်လာတာဟာတခြားမဟုတ်ဘူးတဲ့နော်သူပြောတဲ့အချင်းချုပ်တွေကတော့သူဟာအဲ့ဒီဘဝကိုရောက်လာတာတခြားမဟုတ်ဘူးတဲ့ဒီတောအုပ်ဥယျာဉ်ထဲမှာအရွက်တွေကစိမ့်ပြီးတော့အသီးတွေကမှဲ့ဝင်းနေတဲ့အင်တန်မှအသီးတွေကလည်းဝင်းဝါအရွက်တွေကလည်းစိမ့်နေတဲ့တရေပင်ကြီးတစ်ပင်ကိုတွေ့တယ်တဲ့အဲ့ဒီတရေပင်ကြီးဟာဒီအသီးတွေကိုအကြောင်းပြုပြီးတော့တပင်လုံးဟာရစရာမရှိအောင်ကျိုးပဲ့ပျက်စီးသွားတာကိုသူတွေ့ရရတယ်တဲ့ဟောသူ့ရဲ့ပတ်ဝန်းကျင်မှာဒီလိုအသီးတွေနဲ့လှပနေတဲ့တရေပင်ကြီးတစ်ပင်ဟာပျက်စီးသွားတာကိုသူတွေးလိုက်လို့စိတ်ထဲမှာဒါကိုအမှတ်ထားပြီးတော့လောကကြီးကိုဆင်ញင်သုံးသပ်ကြည့်ပြီးသူဟာဒီဘဝကိုကူးပြောင်းလာခဲ့တာဖြစ်တယ်လို့အချင်းချင်းအဲ့လိုပြောတယ်သို့တော်သူ့ရဲ့ဇလံကိုသေးသေးချာချာရှင်းပြောတဲ့အခါမှာသူဟာတခြားမဟုတ်ဘူးတဲ့ကာလင်္ဂတိုင်းကဒန္တပူရမြို့မှာကရန္တကဆိုတဲ့မင်းဘဝနဲ့သူကတိုင်းပြည်ကိုအုပ်စိုးခဲ့တာဖြစ်တယ်။တော့ကာလင်္ဂတိုင်းဆိုတာခဏခေတ်မှာလဲကာလင်္ဂလို့ခေါ်တာရှိတယ်။ဒီဩရိတပြည်နယ်လို့ခဏခေတ်မှာခေါ်တယ်။အိန္ဒိယကလကတ္တာနေပြီးတော့တောင်ကိုဖြောင်းဖြောင်းသွားလိုက်လို့ရှိရင်ဩရိတပြည်နယ်ဆိုရောက်မြန်မာပြည်နဲ့ပြောမယ်ဆိုရင်ပသိမ်နဲ့ကမ်းရိုးတန်းတစ်ဖြောင်းနယ်လောက်ရှိတယ်ပေါ့။ဘုန်းကြီးတို့လည်းရောက်ဖူးတယ်ပေါ့။တီရီကူဆရာတော်ကြီးကခေါ်တာနဲ့လိုက်သွားဘူးတယ်။အဲ့ဒီဩရိတပြည်နယ်ထဲမှာကာလင်္ဂတိုင်းဆိုတာရှိတယ်အဲ့ဒီကာလင်္ဂတိုင်းကသမိုင်းကြောင်းနဲ့ပြောမယ်ဆိုရင်
အာသောကမင်းကြီးကကာလင်္ဂကိုကျူးကျော်ပြီးတော့စစ်တိုက်တဲ့အခါမှာလူ2 သိန်းလောက်သွေးချောင်းစီးသွားတယ်နော်သူတို့တိုက်ပွဲဟာအလွန်ပြင်းထန်ဒါကြောင့်မို့ကာလင်္ဂတိုင်းကဒေါင်ရီလို့ခေါ်တဲ့ဒဝလခိရိဆိုတဲ့တောင်လေးရှိတယ်အဲ့နာမှာချောင်းကြီးရှိတယ်အခုတော့ကောနေပြီပေါ့အဲ့နာလေးမှာသွေးချောင်းစီးသွားတာတိုက်ပွဲကာလင်္ဂတိုင်းကပြန်ပြီးတော့ခုခံတိုက်ခိုက်တယ်အာသောကမင်းကြီးကလည်းပဲကာလင်္ဂတိုင်းကိုသိမ့်ပိုက်ဖို့ကြိုးစားတယ်အောင်တော့အောင်လိုက်တယ်ဒါပေမဲ့လူတွေ2 သိန်းလောက်သိဆုံးသွားတယ်ဒါကြောင့်မို့အဲ့နာလေးမှာအာသောကမင်းရဲ့ကြောက်စာတွေရေးထိုးထားတာရှိတယ်ပေါ့သူရဲ့အဒစ်ခေါ်တဲ့သူဟာနောက်ကာလင်္ဂတိုင်းကိုကျူးကျော်ပြီးတဲ့နောက်မှာစစ်မတိုက်တော့ဘူးအရင်တော့စန္ဒာသောကအလွန်စိတ်ချမ်းကိုချမ်းနိုင်တဲ့ဘုရင်ကြီးနောက်ပိုင်းကျတော့ဓမ္မဝိဇ္ဇာဘယ်သူကမှအာဓမ္မနီးနဲ့အနိုင်မကျင့်တော့ဘူးတရားနိလန့်နဲ့ပဲဓမ္မဝိဇ္ဇာတရားနဲ့ပဲအောင်နိုင်အောင်ကြိုးစားတော့မယ်ဆိုအဲ့ဒီမှာသူတန်ဝေကရပြီးတော့မြန်မာလူမျိုးတွေပြောနေတဲ့နော်ဒီဓမ္မသောကအင်းဝရာစာဆိုတဲ့အဲ့ဒါပေါ့နော်အဲ့ဒီဓမ္မသောကမင်းကြီးဟာအဲ့ဒီကာလင်္ဂစစ်ပွဲပြီးတဲ့အချိန်မှာသူကတန်ဝေကရသွားပြီစစ်ကိုရှောင်လိုက်တော့နောက်မတိုက်တော့အဲ့ဒီမှာသူ့ရဲ့ဒီမှတ်တမ်းမှတ်ရာတွေကြောက်စာတွေထိုးထားတာရှိတယ်အဲ့ဒီကာလင်္ဂတိုင်းဟာအာသောကမင်းမတိုင်ခင်ကရှေးတုန်းကတည်းကရှိတယ်ခဏလည်းရှိတယ်ပေါ့ဒန္တပူရမြို့ကာလင်္ဂတိုင်းဒန္တပူရမြို့မြတ်စွာဘုရားပြိဋိဘံစံပြီးတဲ့အချိန်မှာအဲ့ဒီဒန္တပူရမြို့ဟာလက်ရအောက်ဆွဲတော်အဲ့ဒီရောက်လက်ဝဲအထက်ဆွဲတော်အဲ့ဒီရောက်သွားတာနော်လက်ဝဲအထက်ဆွဲတော်အဲ့ဒီမှာရောက်သွားအဲ့ဒီရောက်သွားတာကနေပြီးတော့ဘေးကလူတွေကဘုရားရဲ့ဆွဲတော်ကိုလူမလို့လာတဲ့အခါမှာအဲ့ဒီဒါနပူရမြို့မှာရှိတဲ့ဒါနကုမာရနဲ့ဟေမမာလာမင်းသမီးတို့ကရုပ်ဖြောက်ပြီးတော့မင်းသမီးရဲ့စတုံးထဲမှာဘုရားရဲ့ဆွဲတော်ကိုဝှက်ပြီးတော့တိရိလင်္ကာနိုင်ငံဘက်ကူးသွားတာအခုတိရိလင်္ကာမှာရောက်နေတဲ့ဆွဲတော်ဟာကာလင်္ဂတိုင်းကဆွဲတော်ပဲလို့ဆိုတယ်အဲ့ဒီဆွဲတော်ကာလင်္ဂတိုင်းကဆွဲတော်ပင့်ပြီးခုတီဟိုမှာရှိတယ်ပေါ့ဒီလိုဆိုတာပေါ့သမိုင်းကြောင်းကအဲ့ဒီဒါနပူရမြို့မှာဖះမပွင့်ခင်ကဟုတ်ရှေးတုန်းကသမိုင်းကြောင်းအလွန်ရှည်လျားတဲ့အချိန်တုန်းကကရန္တကဆိုတဲ့မင်းဖြစ်ခဲ့တယ်ပေါ့အခုနောက်ပိုင်းဆွေတော်တို့ဆိုတာဖះပွင့်ပြီးမှဖြစ်တဲ့နိကတ်တဲ့သမိုင်းပေါ့နော်ဟုတ်ရှေးတုန်းကအဲ့ဒီမှာကရန္တကဆိုတဲ့ဘုရင်ကြီးသူဖြစ်ခဲ့တယ်သူဖြစ်တဲ့အခါတနေ့ကျတော့ဥယျာဉ်ထွက်ဆင်နေစီးပြီးတော့ဘုရင်ကြီးကိုယ်တိုင်ကလည်းဆင်စီးပြီးတော့အချာယံပိဋကတ်တွေနဲ့ဥယျာဉ်နဲ့ထွက်တယ်ဥယျာဉ်ထွက်တော့ဥယျာဉ်မှာလှပတဲ့ဥယျာဉ်အဝင်ဝမှာလှပတဲ့သဲပင်ကြီးအသီးတွေနဲ့သီးတွေကလည်းမှဲ့ဝင်းပြီးတော့နေတယ်အဲ့ဒါလို့ဝင်းဝါနေတဲ့သဲအသီးတွေနဲ့ဒီတွေ့တဲ့အခါမှာဘုရင်ကြီးကဆင်ပေါ်ကနေပြီးတော့သဲအသီးခိုင်တစ်ခိုင်ကိုခူးလိုက်တယ်ခူးလိုက်ပြီးတော့အဲ့ဒီဥယျာဉ်ထဲမှာနေရင်းကနေပြီးသူနာပါတဲ့လူတွေကြွေသူကိုယ်တိုင်လည်းသဲအသီးစားပေါ့ဘုရင်ကြီးလည်းခူးသွားရောနောက်ကပါလာတဲ့ပရိသတ်တွေကအကုန်လုံးဟာဘုရင်ခူးပြီးပြီဆိုရင်ခူးကြတယ်ဟိုလူကခူးဒီလူကခူးနဲ့အသီးတွေပြောင်းယုံနေမကဘူးတချို့ကအကိုင်းမှာချိုးပစ်တယ်လူချရက်ကြနေဆိုတော့အဲ့တစ်ပင်ကြီးတစ်ပင်လုံးကရစရာမရှိအသီးဆိုတော့လုံးဝမကြံတော့ခူးလိုက်ကြလူးလိုက်ကြရက်လိုက်ကြတာဘာနဲ့တူတော့ဆိုပတ်စံကျဲလို့ဝိုင်းလူတာနဲ့တူတယ်အသက်ပင်ကြီးကိုပွက်စက်တက်သွားဘုရင်ကြီးကညနေအချိန်ရောက်တဲ့အခါကျတော့အဲ့ဒီလမ်းကနေပြန်ထွက်တာပြန်ထွက်တော့အဲ့ဒီပင်ကြီးကအဝိနှုံးကစိတ်စိတ်ညို့ညို့နဲ့တော်တော်လှတာအသီးတွေနဲ့မတန်လှသူကတခိုင်ပဲဆွတ်တာဘုရင်ကြီးဆွတ်ပြီးပြီဆိုနောက်ကလိုက်လာတဲ့လူတွေအကုန်ဆွတ်ကြတာအပင်ကြီးဟာအကိုင်းနေကျိုးပဲ့ပျက်စီးနေတာကြီးကိုမြင်တော့သူကစဉ်းစားတာနောက်မလမ်းမကမ်းမှာရှိတဲ့တစ်ပင်တစ်ပင်ကြတော့အသီးမသီးဘူးတရက်ပင်ပဲအ
အတိမပြီးတော့အဲ့ဒီပင်ကိုတော့ဘယ်သူမှမနှိပ်စက်ဘူးအတိသီးတဲ့တည်းပင်တော့ဝိုင်းနှိပ်စက်ထားလိုက်ကြတယ်အဲ့ဒါသူ့ရဲ့ပတ်ဝန်းကျင်မှာမြင်ခွင့်ပဲအဲ့တော့တမန်အပြင်မစင်စားတဲ့လူတယောက်ဆိုဟာတေအသီးတွေကုန်ပြီခုပြစ်ကြတာပဲလို့ထီးတဲ့ပို့ပြီးတော့မတွေးဘူးသူကဘယ်လိုတွေးလိုက်တုံးဆိုလို့ရှိရင်ဟာဒီတည်းပင်ကြီးအခုလို့ရုပ်ပြက်ဆင်းပြက်နဲ့ကိုင်းနေကျိုးပဲ့ပျက်စီးသွားတာဟာတခြားကြောင့်မဟုတ်ဘူးအသီးကြောင့်ဖြစ်တယ်ဟိုမှာအသီးမရှိတဲ့အပင်ဟာဘာမှမဖြစ်ဘူးဒီလိုစဉ်းစားပြီးတော့ငါဘဝလည်းအခုဟာမင်းဆိုးရစားဘဝမိသားစုဘဝသားတွေသမီးတွေနဲ့ငါနေတာဟာအသီးသီးတဲ့တည်းပင်ကြီးနဲ့တူတယ်ငါအသီးသီးတဲ့တည်းပင်ကြီးနဲ့တူနေပြီငါဘဝနော်တိုင်းပြည်အုပ်ချုပ်မင်းလုပ်နေတဲ့စီစဉ်ဥစ္စာတွေနဲ့နေတယ်အသီးသီးတဲ့တည်းပင်ကြီးနဲ့တူတယ်လူရကြမယ်ဆိုလို့ရှိရင်လည်းငါကိုယ်တိုင်ငါဘဝဟာလည်းပဲဒီတည်းပင်ကြီးကျိုးပဲ့သွားတယ်လို့ငါဘဝလည်းကျိုးပဲ့သွားမှာပဲစဉ်းစားပုံလေးကိုပြောတာနော်အဲ့ဒါပြောတာပတ်ဝန်းကျင်ကိုရှုမြင်၍တတိထားတယ်အသိဉာဏ်နဲ့ရှုမြင်တယ်ရှုမြင်ပြီးတော့သူ့ဘဝကိုသူဆင်ញင်တာငါဘဝဟာအသီးသီးတဲ့တရားပင်ကြီးနဲ့တူနေပြီဟောဟိုဘက်တပင်ကိုကြည့်လိုက်မယ်ဆိုရင်အသီးမသီးသည့်အတွက်ကြောင့်ဘယ်သူမှမဖြတ်စည်းဘူးအဲ့ဒါယဟန်ဘဝသူတော်စင်ဘဝကြတော့ဘယ်သူမှဒုက္ခမပေးဘူးငါဘဝမှာဆိုလို့ရှိရင်တိုင်းပြည်အာဏာလူမဲ့လူတွေနဲ့ငါ့ကိုနှိပ်စက်မဲ့လူတွေနဲ့ငါဟာအမြဲတမ်းသတိထားပြီးတော့ကာကွယ်ရေးတွေနဲ့နေရတယ်ပေါ့ငါဘဝဟာအသီးသီးတဲ့တရားပင်ကြီးလို့ဖြစ်နေပြီအဲ့တော့ပျက်စီးသွားနိုင်တယ်အဲ့တရားပင်နာလေးမှာရှေ့ဆက်မသွားဘဲနဲ့တွေးလိုက်တာမှာတော်တော်ကြာအောင်တွေးနေတာအဲ့နာမှာနော်ဘေးကလူတွေကတော့ဘာတွေးတယ်မသိဘူးဘုရင်ကြီးမြင်တွေးနေတော့ရက်နေတော့သူတို့အားလုံးလည်းရက်နေကြတယ်ဘုရင်ကြီးအဲ့ဒီပင်နာမှာတွေးရနေပြီးတော့နောက်ဆုံးမှာတရားပင်ကြီးပျက်စီးသွားတယ်လို့တို့ရထားတဲ့ယုံ nant တရားတွေဟာလည်းပဲတနေ့ကျတော့ပျက်စီးသွားမှာပဲလို့ဆိုတယ်ဒီရှုပ်တရားနံတရားတွေရဲ့ခိုင်မာမှုမရှိတဲ့သဘောသူ့ဘဝရဲ့အခြေအနေတွေထိအောင်အကုန်လုံးဆက်ဆက်ပြီးတရားပင်ကြီးကိုအာယုံပြုရာကနေပြီးတော့သူ့ရဲ့ဘဝတစ်ခုလုံးကိုဆင်ခြင်သုံးသပ်ပြီးတော့မမြဲတဲ့သဘောတွေဆင်းရဲတဲ့သဘောတွေကိုဘာမှမစိုးပိုင်တဲ့သဘောတွေတန်ဝေကတွေနဲ့ဆက်ဆက်ပြီးအသိဉာဏ်တွေနဲ့တက်လာလိုက်တာနောက်ဆုံးမှာဘယ်သူမှနီးပြတာမဟုတ်ပေမဲ့လို့သူဉာဏ်ထဲမှာအတွေးပြီးအမြင်တွေကထူးခြားထက်မြက်တဲ့အမြင်တွေမြင်လာပြီးတော့သူဟာပစ္စေကဗောဓိဉာဏ်ရသွားတာအဲ့နာတယ်မယ်နော်သောတာပတိမေဉာဏ်ဖြစ်တယ်သဂရဂါမိမေဉာဏ်အနာဂါမိမေဉာဏ်အရဟတမေဉာဏ်ဖြစ်ပြီးပစ္စေကဗောဓိဖြစ်သွားပစ္စေကဗုဒ္ဓလို့ဆိုတာဘယ်သူမှတရားမဟောရဘဲနဲ့သူကိုယ်ပိုင်ဉာဏ်နဲ့သိစွာနိုင်တဲ့ပုဂ္ဂိုလ်မျိုးဆိုလိုတယ်အဲ့တော့ဘုရားရှိခိုးတရားနာပြီးမှသိတာမဟုတ်ဘူးသူကိုယ်ပိုင်ဉာဏ်နဲ့ဆက်ဆက်ပြီးတွေးခေါ်ပြီးတော့သိသွားတယ်သူဟာမတ္တရရင်နဲ့ပစ္စေကဗုဒ္ဓဖြစ်သွားတယ်အတွေးထဲမှာအမြင်ထဲမှာသူဟာနစ်မျောပြီးတော့အကြာကြီးရပ်နေလိုက်တယ်အဲ့ဒီအချိန်မှာနောက်ကအမတ်ကြီးတွေကရှင်မင်းကြီးပြန်မို့အချိန်တန်ပြီနော်အချိန်လေးနောက်ကျနေပြီပြန်မို့အချိန်တန်ပြီပေါ့ဆိုတော့ဟာငါမင်းကြီးမဟုတ်ဘူးတဲ့သူဟာအဲ့ချာငါမင်းမဟုတ်တော့ဘူးတဲ့ငါပစ္စေကဗုဒ္ဓသူတော်စင်ဖြစ်ကိုငါကူပြောင်းလိုက်ပြီလို့သူစိတ်ထဲမှာသူကတရားတည်းပဲစိတ်ကရောက်နေတာဆိုတော့ငါမင်းမဟုတ်ဘူးလို့ညင်လိုက်တယ်အာရှင်မင်းကြီးမပြောကောင်းဘူးပစ္စေကဗုဒ္ဓဆိုတာရှင်မင်းကြီးလိုမှမဟုတ်တာပစ္စေကဗုဒ္ဓဆိုတာခေါင်းမှာစပင်းမရှိဘူးမျက်နှာမှာမုတ်စိတ်တွေကျင်ဆွဲတွေမရှိဘူးတပိတ်နဲ့အဲ့ဒါလို့အလုံးကိုစွန့်လွတ်တာဆိုတော့သူကသူခေါင်းကိုပုတ်ချလိုက်တယ်အဲ့ပုတ်လိုက်တာနဲ့ပဲပစ္စေကဗုဒ္ဓရဲ့ဒီသူတို့ရဲ့ထုံတန်းစင်လာအရာခေါင်းကိုသူ့မှာသပင်းတွေရှိနေတာခေါင်းကိုပုတ်လိုက်တာနဲ့ပဲသူလူအသွင်ဟာပျောက်သွားပြီးတော့ယဟန်အသွင်ရောက်သွားတယ်ချက်ချင်းအားလုံးသူတော်စင်တွေဝတ်တဲ့အဝတ်ကိုဝတ်ဆင်ပြီးသားမင်းဝမင်းတန်းစာတွေကိုချွတ်ပြီးသားအဲ့ဒါလို့ပစ္စေကဗုဒ္ဓတဆူရဲ့အသွင်ကိုချက်ချင်းရသွားတယ်ရသွားတဲ့အခါမှာပရိသတ်ကို
တရားဟောပြီးကောင်းကင်ပြန်တက်ပြီးဟိမန္တာတောင်ဘက်ကဟိမန္တာတောင်မှာရှိတဲ့နန္ဒမူလတောင်ဆိုတာလှိုင်ကူးကိုအဲ့ဒီဘက်ကိုကြွသွားတယ်ပိစိကဘုရားတွေသတင်းသုံးတဲ့နန္ဒမူလလှိုင်ကူးကိုကြွသွားတယ်ဒါအဖြစ်ပြက်တစ်ခုနော်ဒါကပထမပိစိကဗုဒ္ဓကပြောပြသူ့ဘဝအကြောင်းကိုပြောပြအဲ့ဒါလို့ပြောပြပြီးတော့ဘုရားလောင်းကနားထောင်ရင်းနဲ့ဟုတ်လိုက်တာအရှင်ဘုရားကအရာတော်လိုက်တာစဉ်းစားပုံကောင်းလိုက်တာနဲ့ပြောပြီးဒီဘက်ကကိုတော်ရောအရှင်ဘုရားရောဘာကြောင့်ဒီလူဒီဘဝရောက်လာတာတော့လို့ဒုတိယမထေဒုတိယအရှင်မြတ်ကိုမေးတဲ့အခါကျတော့သူကလည်းသူ့ရဲ့အတွေ့အကြုံဘာပြောတော့ဆိုသေလံသူမထံနရဝေရနေထိတံနာရိယုဂံဒါရိအပတ္တတံဒုတိယသအာဂမအဟောတိတတောတန်ဒိဋ္ဌဝါဘိက္ခစရိယံစရာမိသူကတော့ဘာတော့ဆိုလို့ရှိရင်ဒီဗရမ ्या လက်ကောက်ကလေးကျွမ်းကျင်တဲ့လူတွေကလှုပ်ထားတဲ့ဗရမ ्या လက်ကောက်ကလေးကိုအမျိုးသမီးတယောက်ဟာတဲ့ဝတ်ဆင်ထားတယ်လက်တစ်ဖက်ထဲမှာဗရမ ्या လက်ကောက်ကလေးနှစ်ခုရှင်ပြီးတော့ဒီလက်တစ်ဖက်စီမှာဝတ်ထားတဲ့အချိန်မှာတကွင်းပဲဝတ်ထားတဲ့အခါမှာတဲ့ဘာသာမှမကြဘူးတဲ့နောက်တစ်ခါပြောင်းပြီးတော့လက်ဝဲဘက်တစ်ဖက်ထဲမှာလက်ကောက်လေးနှစ်ကွင်းကိုပြောင်းပြီးတော့ဝတ်လိုက်တဲ့အခါကျတော့ဟောတယ်တစ်ခုနဲ့တစ်ခုထိလာပြီးအတန်နေထွက်လာတယ်အဲ့ဒါလေးကို तू စိုက်ကြည့်ရင်ကနေပြီးတော့အေးတူရိရဲ့ဘဝဟာကောင်းတယ်ဆိုပြီးတော့ဒီသူတော်စင်ဘဝကို तू ပြောင်းခဲ့ပါတယ်လို့အတူချုပ်လေးပြောပြတာနော်အဲ့တော့သူရဲ့ဇလန်းအကျယ်ကြတော့ဘယ်လိုပြောတော့ဆိုသူဟာဂန္ဓာရတိုင်းကတက္ကသီလမြို့ကိုအုပ်ချုပ်တယ်တက္ကသီလမြို့ကိုအုပ်ချုပ်တယ်ဒီနဂစီလို့ခေါ်တယ်မင်းသူ့နာမည်ကနဂစီအဲ့တော့ဂန္ဓာရတိုင်းဆိုတာဘယ်ဟာခေါ်တာတုံးလို့မေးလို့ရှိရင်အခုသမိုင်းကြောင်းနဲ့ပြောမှဆိုရင်ပါကစ္စတန်နိုင်ငံကဂန္ဓာရတိုင်းနော်ပါကစ္စတန်တို့အာဖဂန်နစ္စတန်တို့ဆိုတွင်းတယ်တော့ပါကစ္စတန်မှာကနေ့ဖတ်ကြည့်မယ်ဆိုရင်တော့ကန်ဒဟာဆိုတဲ့မြို့ရှိတယ်နိကဘူးမြို့တို့ကန်ဒဟာမြို့တို့အဲ့ဒီကန်ဒဟာမြို့ကိုဂန္ဓာရလို့တချို့လည်းယူဆကြတယ်အဲ့တော့ဂန္ဓာရဆိုတာပြောမယ်ဆိုရင်ခဏမြေပုံနဲ့ဆိုရင်ဒီအာဖဂန်နစ္စတန်တို့ပါကစ္စတန်တို့မှာရှိတယ်နောက်သူကဂန္ဓာရတိုင်းနဲ့ကတ္တမီရတိုင်းဒီကနေ့လည်းပဲကတ္တမီရလို့ပဲခေါ်တယ်ကြားကြလိမ့်မယ်တခါတည်းသတင်းစာဖတ်ပြီးလို့ရှိရင်ကတ္တမီရကိုကက်ရှမီးလို့ခေါ်တယ်ကက်ရှမီးပြည်နယ်ဆိုတာကြားဘူးလေကက်ရှမီးပြည်နယ်ကအိန္ဒိယနဲ့ပါကစ္စတန်ရဲ့နယ်စပ်နော်ကက်ရှမီးပြည်နယ်ကနဂါစကီဆိုတဲ့မြို့ပါကစ္စတန်ဘက်ကဒီဘာသာချင်းမတူတဲ့ပါကစ္စတန်ဘက်ကမွတ်စလင်တွေကဒီကက်ရှမီးထဲမှာရောက်ဒီဘက်ကဟိန္ဒူတွေနဲ့သူတို့ဟာအမြဲတမ်းအချင်းများကြတယ်။တော့ကက်ရှမီးမှာအဲ့ဒီနဂါစကီမြို့ဟာအိန္ဒိယဘက်မှာပါတယ်။သို့တော့ဒီဘာသာချင်းမတူတဲ့ပုဂ္ဂိုလ်တွေဟာအဲ့မှာအမြဲတမ်းအတိုက်ခိုက်ဖြစ်တယ်ပေါ့ကက်ရှမီးတခါတော့ကတီရဂူဆရာတော်ကြီးရိုက်လာတဲ့စီဒီခွေထဲမှာကြည့်လိုက်ရတယ်အိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံတို့နယ်ခြားဒေသမနေ့ဆိုရင်အလံတင်တဲ့အခမ်းအနားညနေကျတော့အလံချတဲ့အခမ်းအနားနေ့စဉ်လုပ်တာပါကစ္စတန်ဘက်ကလည်းလုပ်တယ်အိန္ဒိယဘက်ကလည်းလုပ်တယ်အလံတင်အလံချတဲ့အခမ်းနယ်စပ်မှာအဲ့ဒီနေရာအများတန်းရှိတယ်နော်အဲ့ဒီအခမ်းအနားကိုရိုက်ကူးထားတာတယ်လီဗီရှင်းမှာတစ်ခါကြည့်လိုက်ရတယ်အဲ့တော့ဒီဘုရင်ကလည်းအဲ့ဒီမှာသူကနှစ်တိုင်းကိုအုပ်ချုပ်တာဂန္ဓာရတိုင်းနဲ့ကက်ရှမီရကတ္တမီရလို့ပါဠိစာပေမှာခေါ်တယ်အဲ့တိုင်းနှစ်တိုင်းကိုအုပ်ချုပ်ပြီးတော့တက္ကသီလမြို့မှာဘုရင်လုပ်တယ်ဗမာပြည်ကတက္ကသိုလ်ဆိုတာအဲ့ဒီကနာမည်ကိုယူပြီးခေါ်တာတက္ကသိုလ်သူတို့စီမှာတော့တက္ကစီလာလို့ခေါ်တယ်
ဒီနာမည်နဲ့ရှိတယ်ပေါ့နော်ခန္ဓာတိုင်းယဉ်ကျေးမှုတို့ဘာလို့ခုချိန်ထိအောင်ရှိတယ်လေဘဂုထုတာတွေပါတယ်တွေ့ဦးကြလိမ့်မယ်ဒုက္ခရစရိယကျင့်တဲ့ပုံကြီးအယိုးပြိုင်ပြိုင်ထားနေတဲ့ဘုရားပုံတော်ကြီးဟာအဲ့ဒါခန္ဓာတိုင်းကလက်ရပဲဖြစ်တယ်ပေါ့နော်ဒုက္ခရစရိယကျင့်နေတဲ့ပုံမြတ်အဲ့ဒီခန္ဓာတိုင်းမှာဘုရားယုတ်တုတွေခဏိတိအောင်ရှိတယ်ပါကိစ္စတန်ထဲမှာဘုရားယုတ်တုတွေတို့ဘုရားစေတီဟောင်းတွေတို့ရှိတယ်သူလည်းရှိတယ်အဲ့ဒီမှာသူကနက္ခစီဆိုတဲ့ဘယင်ဖြစ်တာနက္ခစီဆိုတဲ့ဘယင်ဖြစ်တဲ့အခါတနေ့တော့ဘယင်ကြီးကထိုင်းနေတယ်သူ့ရှေ့နားမှာဘယင်ကြီးအတွက်နတ်သားအမျိုးသမီးတယောက်သူ့ရဲ့ရံရွေတော်တဲ့ကအမျိုးသမီးတယောက်တစ်ဖက်ကိုလက်ကောက်တခွင်းစီကြောက်စိမ့်လက်ကောက်သို့မဟုတ်ဗရမ ्या လက်ကောက်ပေါ့လက်ကောက်တခွင်းစီဝတ်ထားပြီးတော့နတ်သားသွေးတာကြောက်ပြင်းနဲ့သွေးတာအဲ့တော့ဟိုဘက်တစ်ခုဒီဘက်တစ်ခုကိုတုံးကတော့ဘာသာမှမကြောက်ဘူးနောက်အဲ့ဒီမျိုးသမီးကသူ့လက်ရဘက်ကလက်ကောက်ကိုချွတ်ပြီးတော့လက်ဝဲဘက်မှာဆွတ်လိုက်တယ်လက်ဝဲဘက်မှာလက်ကောက်တကွင်းရှိပြီးသားအဲ့မှာဆွတ်လိုက်တဲ့အခါကျတော့သူသွေးတဲ့အခါကျတော့နော်လက်ကောက်နှစ်ကွင်းကတစ်ခုတစ်ခုခတ်အတန်ထွက်လာတယ်ပထမဆုံးကသူ့ဟာသူတကွင်းနဲ့နေတော့ကတော့အတန်မထွက်ဘူးနှစ်ကွင်းတိုက်ခိုက်မိတဲ့အခါကျတော့အတန်ထွက်လာတယ်အဲ့တော့ဘုရင်ကြီးကလည်းစိုက်ကြည့်ပြီးတော့တွေးတာကြည့်တယောက်တည်းဆိုရင်စကားများစရာမရှိဘူးတဲ့နော်တယောက်တည်းဆိုရင်ဒီအချင်းများစရာလည်းမရှိဘူးမတည့်စရာလည်းမရှိဘူးငါနေတဲ့ဘဝဟာအဲ့လိုဒီနှစ်ဦးနေတဲ့ဘဝမျိုးဖြစ်နေလက်ကောက်နှစ်ကွင်းထိတဲ့အတန်မျိုးလိုပဲငါဘယ်တော့မှငြိမ်းချမ်းမှာမဟုတ်ဘူးပေါ့ငါဘဝဟာအမြဲတမ်းအတိုက်ခိုက်တွေနဲ့ပဲဖြစ်နေအဲ့တော့လက်ကောက်တကွင်းနဲ့ဝတ်တဲ့ဘဝလိုတိတ်ဆိတ်ငြိမ်သက်ပြီးအေးချမ်းတဲ့မျိုးငါမရနိုင်ဘူးအဲ့တော့မင်းဘဝဟာဆင်မပြေဘူးတူးတဲ့ပဲဧကစာတွေထွက်ပြီးတော့ငါဟာသူတော်စင်သူတော်မြတ်အဖြစ်ပြောင်းလဲတာပဲကောင်းတယ်လို့လက်ကောက်တစ်ခုနဲ့တစ်ခုတိုက်ခတ်တဲ့အတန်တစ်ခုစီနေတော့အတန်မရှိတာကိုစဉ်းစားတာဘဝတစ်ခုမှသူကမြင်တတ်တာကြည့်တတ်တာပေါ့နော်တာမန်ပုဂ္ဂိုလ်ဆိုပဲဒီအတွေးပေါ်မလဲအဲ့တော့ငါဘဝဟာလက်ကောက်နှစ်ခုခတ်ပြီးတော့ပြဿနာတွေဖိတ်ခေါ်နေတဲ့ဘဝမျိုးဖြစ်နေတယ်လက်ကောက်တစ်ခုတည်းဝတ်တဲ့အချိန်မှာဘာသာမှမကြောက်ဘူးအဲ့တော့ငါဟာလည်းပဲလက်ကောက်တစ်ခွင်းနဲ့ဆိုတဲ့အနေအထားမျိုးရောက်အောင်ဧကစာရီတောထွက်ပြီးတော့သူတော်စင်ဘဝကူးပြောင်းတာပဲကောင်းတယ်လို့ဆိုပြီးတော့သူဟာသူတော်စင်ဘဝရောက်လာခဲ့တဲ့အကြောင်းဒုတိယပိစိကဗုဒ္ဓကရှင်းပြသူလည်းပဲခုနကလိုအဲ့လက်ကောက်ကိုအာယုံပြုတ်ပြီးစဉ်းစားလိုက်တယ်နှစ်ယောက်ဆိုရင်မတည့်ဘူးရံဖြစ်မယ်တယောက်တည်းကောင်းတယ်တယောက်တည်းကျင့်ရမယ်တော့နှစ်ယောက်ဟာတိုက်ခတ်မှုတွေရှိတယ်ဆိုလောကမှာကိလေသာတွေဆိုတာအာယုံနဲ့ဝတ္ထုတိုက်လို့လူတွေရဲ့စိတ်မှာကိလေသာတွေပေါ်တယ်အဲ့ဒီလိုမပေါ်ရအောင်ငါဟာကိုယ့်ရဲ့စိတ်ထဲမှာဒီတရားတွေမဖြစ်အောင်ထိမ့်သိမ်းဆောက်ရှောက်အောင်ပဲလို့သူကသူတရားချပြီးတော့ဆင်ញင်စဉ်းစားလိုက်တဲ့အခါခန္ဓာကိုယ်ထဲမှာရှိတဲ့အာယုန်နဲ့ဝတ္ထုတိုက်ခိုက်မှုသဘောတရားတွေကိုကသူသိလာပြီးနောက်ဆုံးမှာဝိပဿနာဉာဏ်စုပြီးတော့သူလည်းပိဋကဗုဒ္ဓဖြစ်သွားဖြစ်တဲ့အခါမှာရှေးတုန်းကလိုပဲသူကသူပိဋကဗုဒ္ဓဖြစ်မှဖြစ်နေတော်လည်းပဲဒီမင်းတို့မင်းစားနဲ့ပဲနေတဲ့အချိန်မှာတိုင်းပြည်အုပ်ချုပ်မှုတွေမလုပ်သည့်အတွက်ကြောင့်အမတ်ကြီးတွေကရှောက်တဲ့အခါငါဘယင်မဟုတ်တော့ဘူးလို့ပြောပြီးသူ့ခေါင်းကိုသူသုံးသပ်လိုက်တဲ့အခါမှာပိဋကဗုဒ္ဓအသွင်ရောက်ပြီးသူလည်းဟိမွန်တာဘက်ကိုကြွသွားတယ်ဒါကဇာလန်တစ်ခုဖြစ်တယ်အဲ့ဒါဒုတိယပိဋကဗုဒ္ဓသူတော်စင်သူတော်မြတ်ကဘုရားလောင်းကိုရှင်းပြတာသူတို့ဟောတဲ့တရားကိုနာရင်ကနေဟောလိုက်တာငါတို့ဘဝလည်းအတီးတီးတဲ့ဘဝပဲလက်ကောက်နှစ်ကွင်းဝတ်တဲ့ဘဝပဲတိုက်ခတ်နေတာပဲငါတို့ဟာပြဿနာတွေကြားမှာနေရတယ်လို့ဘုရားလောင်းကလည်းခေါင်းတငိမ့်ငိမ့်နဲ့သူကစဉ်းစားမိနော်အဲ့တော့အရှင်ဘုရားတဲ့အရှင်ဘုရားကရောဆိုပြီးတတ္တိယအရှင်မြတ်ကိုသူတော်စင်ကိုမေးပြန်အရှင်ဘုရားကတော့ဘယ်လိုကြောင့်ဒ
ဒီဘဝကိုပြောင်းလာတာတော့ဆိုသူကပြောတယ်ဒိဇာကုဏပံမဟာရန္တာကုဏပမဟာရန္တာဧကံတမနံဘဟုကသမစ္ဆာအာဟာရဟေတုပရိပါတယိန်တုတန်တိတောဘိက္ခစရိယံစရာမိငါတော့တခြားမဟုတ်ဘူးတဲ့နော်သားတစ်လေးတစ်ခုကိုခြီသွားတဲ့ငှက်ကိုဆိုပါစို့ကြီးကန်းတို့ပါတော့သားစေးကနေပြီးတော့သားတစ်လေးတစ်တုံးကိုခြီသွားတဲ့ငှက်ဆိုရင်နောက်ကငှက်တွေကဝိုင်းအောင်လိုက်ကြတယ်ဝိုင်းအောင်လိုက်ပြီးသူ့ကိုဝိုင်းစိတ်တယ်ဝိုင်းလူတယ်သားတစ်လွတ်လိုက်ပြီဆိုရင်သူလည်းလွတ်သွားရောနောက်တစ်ကောင်ကယူသွားတယ်ယူတဲ့ကောင်နောက်လိုက်ကြပြန်အဲ့ဒီကောင်ကိုလည်းဝိုင်းထိုးကြစိတ်ကြနဲ့ပါဇက်ထဲမှာနှုတ်သီးထဲမှာသားတစ်ရှိသမျှသူထိုးစိတ်ခံရတယ်အဲ့ဒီလိုပဲဒီအစာအာဟာရတစ်ခုအတွက်နဲ့ဒုက္ခရောက်တဲ့ဝိုင်းဝန်းနှိပ်စက်မှုခံနေရတယ်ဆိုတာလေးကိုသူမြင်ပြီးတော့သူ့ဘဝရဲ့ဆင်ញင်သုံးသပ်မှုနဲ့သူဟာဒီဘဝကိုပြောင်းလာခဲ့တယ်ဆိုတာဒါကိုပြောပြတယ်အဲ့တော့သူဇလန်းကအကျင့်ကဘာတော့လို့ဆိုရင်သူဟာဝိရိဟာတိုင်းကမိထီလာမြို့ကိုအုပ်စိုးတဲ့နိမိဆိုတဲ့ဘုရင်ကြီးပဲနော်950စာထဲပါတဲ့နေမိမင်းကြီးကလည်းပဲအဲ့ဒါမိထီလာကပဲတူတူပဲဝိရိဟာတိုင်းမိထီလာကအဲ့ဒီမှာသူကနိမိမင်းအနေနဲ့ဖြစ်လာတဲ့အချိန်မှာနာနဲ့စားပြီးတော့နေတဲ့အချိန်နာနဲ့စားပြီးတော့အဝေးကိုလှမ်းပြီးတော့ရှုကြည့်နန်းတော်ဘောကနေအဝေးကိုလှမ်းရှုကြည့်နေတဲ့အချိန်ငှက်အုပ်ကြီးပြန်လာတဲ့ငှက်တကောင်ရဲ့ပါးစပ်ထဲမှာသားတစ်တစ်ခုပါသားစေးကနေပြီးသူဝင်ထိုးဆွဲယူလာတယ်သူ့နောက်ကိုအကုန်ဝိုင်းလိုက်လာကြဝိုင်းလိုက်လာပြီးဝိုင်းစိတ်ကြတယ်အဲ့ဒီကောင်မခံနိုင်တော့လွှတ်ချလိုက်တော့နောက်တစ်ကောင်ကကောက်သွားပြန်အဲ့ဒီကောင်နောက်တစ်ခါဝိုင်းလိုက်ကြပြန်အဲ့ဒီကောင်လည်းပဲထိုးစိတ်မှုပန်ခံနိုင်တဲ့ကလွှတ်လိုက်ပြန်အဲ့ဒီငှက်အုပ်ကြီးအစာလူနေတဲ့ပွဲကိုဘုရင်ကြီးကစူးစိုက်ပြီးတော့ကြည့်နော်ငှက်တည်းရဲ့သဘာဝဒါကိုမြင်လိုက်တဲ့အခါကျသူစဉ်းစားတယ်ငါဘဝဟာလည်းပဲမင်းစည်းစိမ်မင်းဘဝဆိုတာသားတစ်နှုတ်သီးတဲ့ရောက်နေတဲ့ငှက်ဘဝမျိုးပဲဘာမှမထူးငါဘဝကိုလူချင်းလို့လူမဲ့ကြမ်းနေတဲ့ကောင်တွေအများကြီးပဲနော်ငါ့ကိုယာရုချပြီးတော့ငါရဲ့ယာရုအာနာကိုလူယူမဲ့ကောင်တွေအများကြီးရှိတယ်ပေါ့သူဟာအိတ်ကောင်းခြင်းမအေးရစားကောင်းခြင်းမစားရဒီလိုနေနေရကြည်ငှက်တွေဟာသားတစ်ကိုလွတ်ချလိုက်လို့ရှိရင်ဘယ်သူမှအန္တရာယ်မပေးတော့ငြိမ်းချမ်းသွားတယ်ငါလည်းပဲထို့အတူပဲစီစိန်ဥစ္စာယာရုဂုံသိန်းတွေငါလက်ထဲရှိနေတယ်ဗျာငါ့ကိုဝိုင်းတိုက်နေကြမှာပဲလွတ်လိုက်လို့ရှိရင်ချမ်းသာသွားမှာပဲအဲ့တော့ဒီလိုဘဝမျိုးဟာကာမဂုဏ်အာယုန်တွေကိုဆုပ်ကင်ထားသမျှသားတစ်ကိုနှုတ်သီးကမချတဲ့ငှက်လိုပဲထိုးစိတ်မှုတွေဒုက္ခတွေအမျိုးစုံစားလည်းမစားရဘူးပြေးလွှားပြန်နေရတယ်ဝိုင်းအောင်လိုက်တာခံရတယ်အဲ့ဒါမျိုးဖြစ်နေမှာပဲဒါကိုလွှတ်လိုက်ခြင်းဟာချမ်းသာဒုက္ခရခြင်းအကြောင်းပဲအဲ့တော့ကာမဂုဏ်အာယုန်တွေကိုငါလွှတ်မှဖြစ်မယ်မလွတ်ဘဲဒီတိုင်းနေလို့ရှိရင်ဆင်းရဲဒုက္ခတွေဖြစ်လိမ့်မယ်လို့ဘဝကြီးတစ်ခုလုံးကိုခြုံငုံပြီးတော့ဆင်ញင်သုံးသပ်လိုက်တာအဲ့ဒီကနေစပြီးတွေးလိုက်တာသူနောက်ဆုံးမှာဒုက္ခနာကိုယ်ရဲ့မမြဲတဲ့သဘောတွေဆင်းရဲတဲ့သဘောတွေပိုင်အစိုးမပိုင်တဲ့သဘောတွေအကုန်လုံးသူဟာသဘောပေါက်သွားပြီပိစိကဗုဒ္ဓအဖြစ်ရောက်သွားပြန်တာပဲသူလည်းပဲပိစိကဗုဒ္ဓအဖြစ်ရောက်ပြီးတော့လှိုင်ကူဘက်ကိုကြွသွားတယ်ဒါတတ္တိယကိုတော့ပြောပြတဲ့စကားတစ်ခုပေါ့နော်နောက်သရုဒ္ဓကိုတော်ကလည်းပဲထို့တူပဲသရုဒ္ဓကိုတော်မေးတော့အရှင်ဘုရားကဘာကြောင့်ဒီဘဝကိုရောက်လာတာတော့ဆိုသူကပြောတယ်ဥဒဘာဟမတ္ထံယူထတမစ္စေဆလက်ကကုံဝနပလူပပန္နတမတ္ထတံကာမဟေတုဝိတုံနံတန်တိတောဘိက္ခစေယသူလည်းမြင်ကွင်းတစ်ခုမြင်ခဲ့တာသူဟာဥတ္တရပင်စာလတိုင်းကကပိလမြို့မှာမင်းဆိုရာဇာဖြစ်နေတဲ့သူ့ရဲ့အမည်နာမကဒုံမုခမင်းနဲ့အဲ့ဒီဒုံမုခမင်းကသူ့ရဲ့နန်းတော်ရင်ပြင်ကနေကြည့်လိုက်မယ်ဆိုရင်နွားခြံတွေကိုမြင်နေရတယ်။နှခြံကြီးတွေကိုမြင်နေရတယ်။အဲ့တော့
မနေ့ခင်းမှာနာနဲ့စားပြီးတော့နန်းတော်အမြင့်မော်တက်ပြီးတော့ဒေသာပြတင်းကနေပြီးတော့သူကြည့်နေတဲ့အချိန်မှာနှချံကနေနွားအုပ်တွေလွတ်လိုက်တယ်လွတ်လိုက်တဲ့အခါကျတော့နရိုင်းလိုက်တဲ့အချိန်နော်ခြံတွေကနေဖွင့်ထုတ်လိုက်တဲ့အခါကျတော့နရိုင်းလိုက်တော့အဲ့မှာဒီနထီးကြီးတွေပေါ့နသိုးကြီးတွေပေါ့အဲ့ဒီကောင်ကြီးတွေကတစ်ခေါက်တစ်ခေါက်ရန်လောက်ကြတယ်ရန်လောက်တော့အဲ့ဒီဂျိုးအချွန်နဲ့သူ့ရဲ့ဒီနွားဖို့ကြီးကလည်းပဲလိမ့်နဲ့လှုပ်နေတဲ့အကောင်ကြီးအင်းအားလည်းကြီးတယ်ထွားလည်းထွားတယ်အဲ့နွားကြီးကဂျိုကြီးကလည်းချွန်အဲ့သူ့နဲ့ပြိုင်ဘက်လှုပ်မဲ့အကောင်ကိုသူကနောက်ကနေဝှေ့ထည့်လိုက်တာအဲ့ဒီကောင်ဟိုဥတွေထွက်သွားနော်ဥတွေထွက်သွားအဲ့ဒါကိုဘုရင်ကြီးကလှမ်းမြင်တော့ကြည်စံနဲ့နွားတွေဟာကိရိတာကောင်ကိုစိတ်တွေနဲ့တကောင်းဒီရံမှုကြလို့အခုလို့သေဆုံးသွားပြီဘိုက်ပေါက်သွားတယ်ဥတွေထွက်သွားတယ်အဲ့ဒါကိုမြင်လိုက်တော့ဒီဒုက္ခဟာကာမဂုဏ်အာယုစိတ်တွေကြောင့်ဖြစ်တဲ့ဒုက္ခပဲလို့ဆိုတာကိုသူသဘောကျသွားတယ်ငါလည်းပဲမထူးဘူးကာမဂုဏ်အာယုစိတ်တွေရှိရင်ဒီလိုပဲပျက်စီးဆုံးရှုံးမှုရနိုင်တယ်ဆိုတာစဉ်းစားတွေးခေါ်ပြီးတော့သူ့ဘဝသူ့ခန္ဓာကိုအာယုစိုက်ပြီးရှုရင်းကနေဝိပဿနာဉာဏ်နဲ့သက်ဝင်လို့သူလည်းပစ္စေကဗုဒ္ဓဖြစ်သွားတယ်ဒါတွေကိုကြည့်မြင်ပြီးတော့တန်ဝေကရပြီးတော့ပစ္စေကဗုဒ္ဓဖြစ်လာတယ်လို့ဆိုဟောဒီ၄ပါးအဲ့ဒါလို့အချင်းချင်းပြန်ပြီးတော့ပြောပြတာနော်ချင်းချင်းပြောပြအဲ့ဒါလို့ ਨੇ သူတို့ကပစ္စေကဗုဒ္ဓဖြစ်လာတယ်ဆိုတဲ့အကြောင်းပြောတာအဲ့လိုပြောတော့ဘုရားလောင်းအိုရင်းတယ်နဲ့သူ့ရဲ့ဇနီးတို့ကလေးတွေကတော့ငယ်သေးတော့သိမသိသေးဘူးသူတို့ဇနီးမောင်နှံ2ယောက်ဟာဆွမ်းကပ်ရင်းနဲ့ပစ္စေကဗုဒ္ဓတွေပြောဟောတဲ့တရားကိုနာရင်းကနေပြီးတော့သူတို့အားလည်းပဲတန်ဝေကတွေရနေကြတယ်သူတော်စင်ဘဝကိုပြောင်းမှုစိတ်ကူးတွေရနေကြတယ်စိတ်ကူးတွေရနေကြပြီပြောင်းမယ်ဆိုတဲ့စိတ်ကိုဖြစ်လာတဲ့အခါမှာဘုရားလောင်းအိုးရင်းတဲ့ကနေစပြီးတော့ပြောတာအေးငါလည်းပစ္စေကဗုဒ္ဓဒီသူတော်မြတ်တွေရဲ့ဘဝဇတ်လန်းတွေကိုသိရတော့ငါလည်းပဲတယောက်တည်းနေခြင်းပြီလို့ပြောတာနော်ငါလည်းပဲတယောက်တည်းနေခြင်းပြီလွတ်လပ်တဲ့ဘဝကိုငါရှာမယ်လို့ဆိုတော့အဲ့အမျိုးသူ့ရဲ့အမျိုးသမီးကဘာပြောတော့ဆိုအယမေဝကာလောနာဟိအညောအဋ္ဌိဒါဟာသူ့အတွက်လည်းအကောင်းဆုံးအချိန်ပဲတဲ့အနုတာတိတာမေနဘဝေယပစ္စာနောက်ဒါမျိုးအခွင့်အရေးရဖို့မရှိဘူးတဲ့အခုသူတော်စင်တွေပြောပြသွားတယ်ပတ်ဝန်းကျင်ကိုရှုမြင်တတ်တာသူလည်းပဲရှုမြင်တတ်လာရှုမြင်တတ်လို့အဟံပိဧကစရိတမိဘဂဝါသူကိုယ်တိုင်ကလည်းပဲတယောက်တည်းနေခြင်းစိတ်တွေရှိလာတယ်ပေါ့တကုဏီဝမုဒ္ဒပုရိတတဟာတာဒီငှက်မုတ်ဆိုးကဖမ်းထားပြီးတော့လှောင်ကြိုက်ထဲမှာလှောင်ထားတဲ့ငှက်မတကောင်ဟာမုတ်ဆိုးရဲ့လက်ကလွတ်တယ်လို့သူလည်းပဲလွတ်ချင်ပြီးရှင်းလက်ကကျမလွတ်ချင်ပါပြီပေါ့သူလည်းပဲဒါသူတော်စင်ဘဝကိုပြောင်းမယ်လို့မျိုးသမီးကပြောတယ်အဲ့တော့အိုရင်းတဲ့ကြီးကလည်းသူလည်းလွတ်ချင်ပြီးသူဇနီးကလည်းလွတ်ချင်ပြီလို့ပြောတာပြောရင်းကနေပြီးတော့သားငယ်သမီးငယ်လေးတွေရှိနေသေးတယ်ပေါ့ငယ်ငယ်လေးတွေရှိနေသေးတယ်အရွယ်မရောက်သေးတဲ့အရွယ်တွေရှိတော့အဲ့တော့မျိုးသမီးလှုပ်တဲ့လူကအကင်းပါတယ်သူကရေစိတ်ခဏဆိုပြီးတော့ထွက်သွားတာပြန်ပေါ်မလာတော့ဥအောင်သွားလိုက်တာသူကဥအောင်မဟုတ်ဘူးဒေါ်အောင်ဖြစ်သွားတယ်အဲ့တော့သူကသားသမီးတွေကိုသူ့ယောက်ျားပေါ်မှာပုံထားခဲ့ပြီးသူလစ်သွားတယ်အရင်တက်သွားပြီးတော့အဲ့ဒီမြို့ပတ်ဝန်းကျင်မှာရှိတဲ့ဒီပြပိုက်ကျောင်းတစ်ကျောင်းသွားပြီးတော့သူပြပိုက်မှာဝတ်ပြီးနေလိုက်တာမိသားစုဘဝကိုမျက်နှာလွှဲလိုက်ပြီးတော့သူကအရင်ဥအောင်ထွက်သွားအဲ့တော့လာနိုးနဲ့မျောတော့မလာဘူးမလာတဲ့အခါကျတော့ဒီလူကြီးကသူကကလေးတွေသူထိန်ရောက်ကြနော်ကလေးတွေထိန်တရက်ကျတော့ကလေးတွေတနှစ်နေတဲ့အခါတဖြည်းဖြည်းနဲ့ကလေးတွေကအရွယ်ရောက်လာဒီကလေးတွေသူ့ဟာသူနားလည်လာဗလားလို့သူစဉ်းစားတယ်ဘာနဲ့စမ်းသတ်တုံးဆိုတော့တရက်ကျတော့ထမင်းကိုမာမာကြီးချက်ပြီးကျွေးတယ်
အဖေဒီနေ့သမင်းကမာလိုက်တာလို့ပြောနောက်တည့်ကျတော့ပျော့နေအောင်ချက်ပြီးအဖေသမင်းကဒီနေ့ကျတော့ပျော့လိုက်တာလို့ပြောနောက်ရဲ့ကျတော့ဟင်းနေစားတွေနင်းခတ်တော့ဒီနေ့ကငံလိုက်တာမစားနိုင်ဘူးနောက်ရဲ့ကျတော့စားလုံးဝမထည့်ဘူးဒီနေ့ကျပေါ့လိုက်တာဟုတ်တယ်မင်းတို့ပြောတာမှန်တယ်ငါသားသမီးတွေကတော့ပေါ်မှန်းလည်းသိလာပြီငံမှန်းလည်းသိလာပြီသမင်းပြော့တာလည်းသိတယ်သမင်းမာတာလည်းသိလာသူတို့ကိုသူတို့ထိန်းချောင်းနိုင်တဲ့အရွယ်တော့ရောက်ပြီပေါ့အဲ့ဒါလို့စမ်းသပ်ပြီးတဲ့အခါမှာကလေးတွေကိုဆွေတွေမျိုးတွေကိုအပ်ပြီးတော့သူလည်းထွက်သွားတော့ထွက်သွားပြီးတော့သူလည်းပြပိုက်ဘဝရောက်သွားတဲ့အခါ10မိနစ်မြို့ထဲမှာဆွမ်းခံလှဲ့လေရင်းနဲ့သူဇနီးဖြစ်ခဲ့တဲ့ပြပိုက်မနဲ့သွားဆုံတော့မှတ်မိတော့ဟိုကပြောတာရှင်ဘယ်လိုလဲတဲ့ကလေးတွေကိုဖြတ်စည်းပြီးပြစ်ထားခဲ့တာလားပေါ့ကလေးတွေတပ်ဖြစ်ခဲ့သလားနဲ့မေးတာပေါ့နော်မေးတော့သူကပြောပြတယ်မဟုတ်ဘူးတဲ့အာမန်ပက်ကင်စာဇာနန္တိအထောလောနံအာလောနကသူတို့ဟာကြက်တယ်မကြက်ဘူးဆိုတာလည်းသိပြီစားငံတယ်စားပေါ်တယ်ဆိုတာလည်းသိပြီအဲ့ဒါတွေသိမှငါသင်္ကန်းဝတ်လာတာပါပရပိုက်ဖြစ်ပြောင်းလာတာပါအဲ့တော့မင်းလည်းအေးအေးဆေးဆေးတရားအထုတ်ငါလည်းပဲအေးအေးဆေးဆေးတရားအထုတ်သူတို့အတွက်ဘာမှပူစရာမရှိတော့ပါဘူးဆိုပြီးတော့သူတို့နှစ်ဦးဟာလည်းပဲပရပိုက်ဘဝမှာနေရနေအဲ့ဒီနောက်ကလွဲပြီးသူတို့နှစ်ယောက်ဘယ်တော့မှမဆုံစည်းကြဘူးတဲ့ဘုရားလောင်းဟာတရားဓမ္မကျင့်ကြံကြိုးကိုအထုတ်ရင်းနဲ့သူဟာအဘိညာဉ်၅ပါးတို့စံတရားတွေကိုရရှိပြီးတော့သိတဲ့အခါမှာပြမပြည့်ရောက်တာပရပိုက်မှာတော့ဘယ်ရောက်တယ်ဆိုမပါတော့ဒီဇာလမ်းမှာပိစိကဗုဒ္ဓရဲ့တရားကိုနာရင်သူတို့ဘဝကိုအားကျပြီးတော့ဥရိသေဇနီးမောင်နှံဟာလည်းပဲဒီသူတော်စင်ဘဝကိုပြောင်းပြီးတော့တရားဓမ္မကျင့်ကြံကြိုးကိုအထုတ်ခဲ့ကြတယ်အဲ့ဒီလိုမြတ်စွာဘုရားဟောကြားပြီးတော့သစ္စာတရားကိုရှင်းလင်းပြတဲ့အခါမှာခုနကကာမဂုဏ်အာယုစိတ်တွေတွေးပြီးတော့နေတဲ့ကိုရော900ဟာယဟနာဖြစ်ကိုရောက်သွားတယ်တဲ့ယဟနာဖြစ်ကိုရောက်သွားတယ်အဲ့ဒီမဲ့သားလေးကတော့ရာဟုလာသမီးလေးကတော့ဥပ္ပလဝဏအလောင်းဖြစ်ပြီးတော့ပရပိုက်မဝတ်သွားတဲ့ဇနီးတွေကတော့ရာဟုလမတ္တာယသောတရာဖြစ်ခဲ့ပြီဒီပရပိုက်ကတော့ဥရိသေပရပိုက်ကတော့ဖျားအလောင်းမယ်လို့ဆိုတဲ့ဇာလန်းတွေနော်သူတို့ရဲ့အတိတ်ဘဝတွေနဲ့ဆက်ဆက်ပြီးတော့အခုလိုမြတ်စွာဘုရားဟောကြားဆုံးမခဲ့တာဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မိမိရဲ့ပတ်ဝန်းကျင်ကိုအသိဉာဏ်နဲ့ရှုမြင်သုံးသပ်ပြီးတော့ကိုယ့်ဘဝကိုကောင်းအောင်ပြင်သွားကြတာဟာအလောင်းတော်တွေသူတော်စင်တွေရဲ့လှုပ်ထုံးလုပ်နည်းတစ်ခုသာဖြစ်လို့တို့တွေဟာလည်းအမှတ်တမဲ့မနေကြပဲနဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်ရှုမြင်သုံးသပ်ပြီးတော့ကိုယ့်ဘဝကောင်းအောင်ပြင်ညာမှာဖြစ်တယ်လို့ကိုယ်စီမှတ်သားပြီးကိုယ့်ဘဝကိုကောင်းအောင်ပြင်မှုကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိသဗ္ဗေတံဘဝယန္တုဒုက္ခနကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအမေတ္တာတဟုရောင်ပြပါဝင်းငွေလမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်
သဗ္ဗေတံကျွမ်းမဲ့ဥတ္တုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစင်ပြည့်ကင်းစိတ်နှလုံးတည်းဟုသောရေအိုင်ကြီးအတွင်တိုင်းဒုက္ခပင်ကစားစင်ထာဝရအေးမြจิตာတာယာပွင့်လန်းချမ်းသာဒုက္ခတည်းဟုသောကုမုဒ္ဒရာဇာဗန်တို့သည်ဖုံးလန္တာဝန္တာရွှင်မြူဝမုံလူလျက်ကြည်နုဘွယ်ကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍ဒုက္ခနကလေအောင်လေးတဲ့ရောရှက်သင်ပြပိတိတိဟုသောယနံတို့သည်ဘဝယံတုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်တည်းတရားရှိခဲ့ကြတော်ကောင်းပေါင်းတို့တရားနာယူပြီးစိတ်ချမ်းသာကိုယ်ချမ်းသာပြီးကောင်းသောဘုရားဆန္ဒအလုံးစုံပြည့်စုံကြပါစေ